ငွေနောက်မလိုက်နဲ့ငွေကကိုယ်နောက်လိုက်ပါစေသူတစ်ပါးကိုပြဿနာကြီးကြီးမားမားဖြေရှင်းပေးနိုင်လို့ရှိရင်ဝင်ငွေများများရမယ်ယုံလားကျမပန်ကောက်ကွန်ဒိုမှာနေတော့ကကျမမြင်တွေ့ရတာကဘာလဲဆိုတာပေါ့နော်အခုလူတွေတော်တော်များများတွေကလေကိုပြင်းတယ်လို့ပြောရမှာပေါ့နော်ချက်ပြုတ်ဖို့အချိန်မရှိတော့ဘူးချက်လည်းမချက်ချင်ပါဘူးအာအပြင်လည်းမထွက်ချင်ဘူးဒီပြဿနာတွေကဘယ်သူဖြေရှင်းပေးလိုက်တယ် Grab နဲ့အစားအသောက်ပို့ဆောင်ရေး platform ဖြေရှင်းပေးလိုက်တယ်နေ့လယ်7နာရီည6နာရီထမင်းစားချိန်ဆိုရင်အဲ့ဒီချိန်မှာလေ lobby မှာဆိုရင်လည်းအစားအသောက်တွေအကုန်လုံးတွေလာပို့ကြတာပါနော်အစားအသောက်ပို့ဆောင်ရေး platform ပတ်စံရလာတာလေလူတွေကဈေးဝယ်တာပေါ့အပြင်တွေမထွက်ချဘူးတော့ဘူး TikTok ကနေဝယ်မယ် Facebook ကနေဝယ်မယ် online shop ကနေဝယ်မယ် Amazon ကနေဝယ်တယ်အဲ့ဒါဘယ်သူဖြေရှင်းပေးလိုက်တယ် online shop platform ဖြေရှင်းပေးလိုက်တယ်လေအခုကျမတို့မြင်တွေ့တာကမြန်မာလူငယ်တွေပေါ့နော်နိုင်ငံခြားတွေတွားကြတယ်သူတို့နိုင်ငံခြားတွားမတွားခင်ပေါ့နော်ဘာသာစကားတက်ဖို့လိုအပ်တယ်ဥပမာအနောက်နိုင်ငံတွားမယ်ဆိုအင်္ဂလိပ်တက်ရမယ်အာဂျပန်တွားမယ်ဆိုဂျပန်စကားတက်ရမယ်အာကိုရီးယားတွားမယ်ဆိုကိုရီးယားစကားတက်ရမယ်ထိုင်ဝမ်လာမယ်ဆိုရင်တရုတ်စကားနဲ့တက်ရမှာပါနော်အဲ့ဒါတွေကဘယ်သူဖြေရှင်းပေးလိုက်တယ်ပါတာစကားကျွမ်းကျင်တဲ့ဆရာတွေပေါ့ဖြေရှင်းပေးလိုက်တယ်အဲ့တော့ပါတာစကားတင်တန်းတင်ပေးတဲ့ဆရာတွေပါသူတို့ပတ်ဆိုင်ရပါတယ်ဆိုတော့ကျမတို့ရောပေါ့နော်ကျမဒီမနေ့ကအာ United States ဧည့်သည်တရားကိုစကားပြောဖြစ်တယ်ပြောခါကျတော့တို့ကဘယ်လိုပြောလဲဆိုတော့ပေါ့နော်သူ့ရဲ့လေပြီးမှလေဒီမှာလေပေါက်တင်းညာပေါ့နော်မာတယ်နေလို့မကောင်းပေါ့သူ့ရဲ့တွေးထဲမှာလေမကောင်းတဲ့ cholesterol နဲ့အဆီတွေများတာပါနော်တွေးလေပတ်မှုအားနေလို့အဲ့တော့ကျမတို့လေ့ကျင့်ခန်းလုပ်တာတင်ပေးလိုက်တယ်ဒီနေရာမှာလေတက်တာအောင်ပေါ့နော်လေ့ကျင့်ခန်းတွေတင်ပေးလိုက်တယ်အဲ့ဒီလေ့ကျင့်ခန်းတွေတင်ပေးလိုက်တယ်ပြီးတော့ဒီသက်စာဖြစ်စွတ်စာတွေလည်းရှင်းပြပေးလိုက်တယ်ရှင်းပြပေးပြီးခါကြတော့လေသူလေကောင်းကောင်းလေးနားလည်ပြီးခါကြတော့လေသူက supervisor တက်တယ် 10cc ဝယ်လိုက်တယ်အဲ့ဒါပါလဲဘာကိုပြောချင်လဲသူတစ်ပါးရဲ့ပြဿနာကြီးကြီးမားဖြေရှင်းပေးနိုင်လို့ရှိရင်ဝင်ဝင်များများရမယ်လို့အဲ့ဒါကိုတွေ့မျှဝေပေးတာပါ